ဒုတိယသမ္မတများရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာနည်းဥပဒေ19ရာဆန္ဒမဲလက်မှတ်ဖြင့်လျှို့ဝှက်ဆန္ဒမဲပေးရမှာပယ်မဲ3မဲဖြစ်ကြောင်းကြေညာပါတယ်ရွေးကောက်ခံပြည်သူ့တော်ကိုယ်စားလှယ်များခင်ဗျာဒုတိယသမ္မတလောင်း2ဦးရဲ့ဆန္ဒမဲများကိုအားလုံးရဲ့ရှေ့မှောက်မှာခွဲခြားရည်တွက်လို့ပြီးပါပြီဆက်လက်ပြီးဒုတိယသမ္မတလောင်းများရရှိတဲ့ထောက်ခံဆန္ဒမဲအများအနည်းလိုက်အမည်စင်းကိုကြေညာပါမယ်1ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရရှိသည့်ထောက်ခံမဲ248မဲ2ဒေါက်တာကျော်ဆွေတောင်တွင်းကြီးမဲဆန္ဒနယ်ရရှိသည့်ထောက်ခံမဲ10မဲဒုတိယသမ္မတရွေးချယ်တင်မြှောက်ပွဲမှာထောက်ခံဆန္ဒမဲအများဆုံးရရှိသူကတော့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်ပါတယ်ဒါကြောင့်နိုင်ငံတော်သမ္မတနဲ့ဒုတိယသမ္မတများရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာနည်းဥပဒေ22ရရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ကဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုဒုတိယသမ္မတဖြစ်ရွေးချယ်တင်မြှောက်ကြောင်းအတည်ပြုကြေညာပါတယ်